တိလဝိတ္တုတိကအရေးကြီးတယ်တိလဝိတ္တုတိရဖို့ရတဲ့ကွာတုတ္တကအရေးကြီးတယ်လေတုတ္တကကြားနေလို့တဲ့တိလကျင့်စဉ်တွေကျင့်တော့ဘုဒ္ဓရရှိရတိလတွေဘယ်လိုကျင့်ရမလဲဆိုတော့ဘုဒ္ဓရနော်သမာဓိတွေဘယ်လိုကျင့်မလဲဘုဒ္ဓပညာတွေဘယ်လိုကျင့်ရမလဲဆိုတာတုတ္တမရတွေအရေးကြီးတယ်လေတုတ္တကအရေးရှိခံပြီးတော့ကွာတိလကျင့်စဉ်ကျင့်ဖို့ရအတွက်ဒါကတိလဝိတ္တုတိဖြစ်ဖို့လိုတယ်တိလဝိတ္တုတိဆိုတာစတုပါဠိတုတ်တိတိလတိလကြီး၄မျိုးရှိပါတယ်နော်ပါဠိမောက္ခသံဝရတိလအာရိအိန္ဒိယသံဝရတိလပြည့်စက်တန်လေးတိလတိလအာဇီဝပါဠိတုတ်တိလလို့အဲ့တိလကြီး၄မျိုးစင်ကြဲနေတာကိုပါလဲစတုပါဠိတုတ်တိလတိလဝိတ္တုတိဖြစ်ဖို့လိုတယ်လူတွေမှာတော့၅ပါးတိလ၈ပါးတိလ၁၀ပါးတိလပေါ့နော်ဒါကပြီးတော့ဒူရင်တိလတွေရှိနေတယ်အဲ့တိလတွေကျင့်စဉ်တွေကိုလက်တွေ့ကျင့်တတ်အောင်ဒါကသင်မယ်အဲ့တိလတွေကဘာလို့ကောင်းအောင်ကျင့်တာလဲကာယကံကောင်းဖို့ဝစီကံကောင်းဖို့ကျင့်တာပဲကျင့်တာတော့ကာယကံဝစီကံကိုဆောင်သိမ့်ဖို့ပါပဲအဲ့ကျင့်စဉ်တွေကိုလက်တွေ့သင်သိတဲ့နဲ့တုတ္တနဲ့ကြည့်ပြီးတော့လက်တွေ့ကျင့်အောင်မယ်တိလဝိတ္တုတိကအရေးကြီးတယ်တိလဝိတ္တုတိရဖို့ရတဲ့ကွာတုတ္တကအရေးကြီးတယ်တုတ္တကကြားနေလို့တဲ့တိလကျင့်တယ်ကျင့်တော့ဘုဒ္ဓရရှိတိလတွေဘယ်လိုကျင့်ရမလဲဆိုတော့ဘုဒ္ဓရနော်သမာဓိတွေဘယ်လိုကျင့်မလဲဘုရားပညာတွေဘယ်လိုကျင့်ရမလဲဆိုတာတုတ္တမရတွေအရေးကြီးတယ်လေတုတ္တကအရေးရှိခံပြီးတော့ကွာတိလကျင့်စဉ်ကျင့်ဖို့ရအတွက်ဒါကတိလဝိတ္တုတိဖြစ်ဖို့လိုတယ်တိလဝိတ္တုတိဆိုတာစတုပါဠိတုတ်တိ